တဲ့မင်္ဂလာညစာခမ်းနားစီစဉ်စတင်တင်ညာချင်း Okay ဒါကတော့ပွဲတက်လာတဲ့ဒီမင်္ဂလာပွဲပေါ့နော်လာတဲ့ဒီမိသားစုဝေတွေပဲဖြစ်ပါတယ်တော့ဒီအစစ်နားလေးမှာကကျတော့သူကလာမထဲရေကြသေးပေါ့နော်တရားနဲ့တရားသူတို့ရှေ့ကြတယ်ပေါ့နော်အဲ့လိုအာနာကြတာပေါ့အရှိမတရားမလာမထဲသေးပေါ့နော်ဒါကတော့ကတော့ဒါဆိုညနေနဲ့ဆောင်းလာတော့လူတွေစုံလာပြီပေါ့နော်ခုနရှေ့လို့အာနာလို့အရှိမမထဲကြဘူးအခုတော့သွားပြီးမှထဲနေကြပြီပေါ့နော်ဒါကတော့ကတိုးသမီးရဲ့ကတိုးသားရဲ့သူတို့ဒီလူတွေကိုကျူးစွနေတဲ့ဟာဖြစ်ပါတယ်ဒါကကြတော့ဒီကတိုးသမီးရဲ့ကတိုးသားအတွက်ပေါ့နော်စုမကောစကားပြောပေးဖို့အတွက်လူတွေရွေးနေကြတာပေါ့နော်တရားနဲ့တရား Okay စုအခုကကြတော့စုမကောစကားပြောပေးနေပြီပေါ့နော်ရှောက်လန်းမှုအတွက်နော်တရားနဲ့တရားနားလည်မှုများစွာနဲ့ရှေ့ဆက်သွားမယ်ဖြစ်တဲ့အတွက်ခဏရှိဖို့လို့လိုလို့ပေါ့နော်ပြောမယ်ရွှင်မယ်အခက်ခဲရှိမယ်မလုံလောက်တာရှိတယ်အခက်ခဲတွေကိုနော်ဘာပဲဖြစ်ခဲ့နော်ကိုယ့်ရဲ့ညီမန်းချက်ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုယ့်ရဲ့ဒါခီးလန်းကိုပြည့်ရွှင်နဲ့ခရာသခင်ရဲ့အလိုတော်ကြပေါ့နော်ခရာရဲ့အဆုံးအမအောက်မှာနော်မိသားစုဆိုတာအခုကတော့2ယောက်တယ်ပဲ2ယောက်ဖြစ်လာပြီဆိုရင်ဒီ2ယောက်ပဲနဲ့ခီးသွားလို့မရတော့ဘူးနော်ဆိုဦးထဲမှာရှိတဲ့မိသားစုတွေလည်းကိုမိဘလို့ကိုခံစားအောင်တော့စိတ်အခုကြတော့ဒီစုမကောစကားပြောပေးတဲ့ဆရာမကိုကျေးဇူးတင်တဲ့အနေနဲ့ဒေါသစကားပြောနေပြီပေါ့နော်ကျွန်တော်ဒီမေဂါဝဲပေါ့နော်ဒီမြန်မာပြည်ကနေပြီးမြန်မာပြည်နဲ့ဖြစ်စီဒီနေရာကနေညစာပွဲဖြစ်စီဒေါသကျေးဇူးတင်စကားပြောပြီးတော့အခုဒီမင်္ဂလာဆော်ပွဲတွေ့ပေါ့နော်တချီနဲ့ကိုပြုပြင်မှာဖြစ်ပါတယ်ပေါ့နော်ကောင်းဆုံးမင်းကိုပြီးလို့စီးလာဒီနာခံနာကိုရဲ့ရှင်မလူတွေမပြင်းကောင်းနေတဲ့ချစ်တဲ့ဒီဘူတဲ့တဲ့ချစ်တဲ့ရောက်ဆိုရတာချမแต่จุดที่กะเอ็นสิมาเอลงนาเวเกมเฮาในดิจูปาตาจะรู้กูสวิตช์ทาเอลงไปเกนาเวเกมเฮาในดิจูปาตารู้กูสวิตช์ทามิงโกเบလူနေပါလာကမစင်တဲ့အောင်ချင်းဖြောပြပြီးတော့အခုဒီကတိုးသမီးကတိုးသားနဲ့ပေါ့နော်ဓာတ်ပုံရဲတဲ့အမတ်တရားအစီအစဉ်ဖြစ်ပါတယ်ပေါ့နော်ဆက်သေးတယ်ကုန်ရတယ်ဓာတ်ပုံရဲအစီအစဉ်ပြီးတော့အခုကတော့ဆွဲရေးပေါ့နော်ဆိုကီရီတွေဖြစ်တဲ့အတွက်တာလပေါ်အားမဖြစ်မနေပါတာပေါ့နော်ဆွဲရေးကတော့ကျွန်တော်အကျင့်ဆိုအခန်းလေးတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်အစီအစဉ်ကျွန်တော်အကျင့်ဆိုအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်တာလပေါ်လေးတွေပါတာလပေါ်ရဲ့ဝတ်တာဟိချက်တာဟိပေါ့နော်ဆွဲရေးပေါ့နော်ဆွဲရေးပွင့်နေနေမှာဒီကတိုးသမီးကတိုးသားအတွက်ကိမှုခွဲပေးမှာဖြစ်ပါတယ်ပေါ့နော်မင်းနဲ့ကျွန်တော်ကင်မရာနဲ့ဆဲပဲ15မိနစ်အပြင်းမှာတို့သမီးပြောပြင်းလာပြီဒီလိုအခုနော်ပမာနော်ခေါင်းမျိုးမနော်ပကဟိအောင်နော်နော်အခုကျောင်းလာတဲ့အနေအားလုံးဝင်းရပြီးတော့ဖဲဖဲနေမလားsorry ပါဒီမှာဘာမပါဘူးသူကပူပြောနေတယ်ဒီများတဲ့ဒီပြောတာ
Thank you.